ခမားသာအဲ့ဒီနေရာမှာရှိနေမယ်ဆိုရင်သူ့ကိုအနားသွားပြီးပါရိုက်ခြင်းစိတ်ပေါက်သွားမလားဒါကနဲတောင်နဲပါသေးတယ်အများကြီးနဲပါသေးတယ်ဒီအမှုတစ်ခုလုံးကိုသာခမားအဆုံးထိတည်သွားမယ်ဆိုရင်သူ့ကိုအပိုင်းပိုင်းအဆအဆဖြစ်အောင်တက်ပြစ်ခြင်းစိတ်တောင်ပေါက်လာပါလိမ့်မယ်အသက်20အရွယ်ရှိတဲ့ဒီလူယုံမှာဟာကလေး3ယောက်ကိုတယောက်ပြီးတယောက်စော်ကားတက်ဖြတ်ခဲ့တဲ့အပြင်အမျိုးသမီးအများအပြားကိုလည်းနောက်ယောင်ခံလိုက်ပြီးအာဓမကျင့်ခဲ့သူဖြစ်ပါတယ်အဲဒီနောက်မှာတော့သူဟာကြဲ့ကြမ်းဟူနန်ဟူပေနဲ့ခြုံကင်းတို့ကလူသူမနီးတဲ့တောနက်ကြီးတွေထဲမှာပုံအောင်နေခဲ့တာပါတောထဲမှာပုံနေရင်းနဲ့လည်းရာဇဝဲမှုတွေကိုအကြိမ်ကြိမ်ထပ်ကျူးလွန်ခဲ့တာမို့တကယ်ကိုဆက်ဆုပ်ယွန်ရှာဖို့ကောင်းလာပါတယ်ရဲတပ်ဖွဲ့ကသူ့ကို9နှစ်တောင်ဝိုင်းဝန်းဖမ်းဆီးခဲ့ရပြီးနောက်ဆုံးမှာတော့ဒေါသထွက်နေတဲ့ဟူနန်ကရဲစွမ်းတက်တိရှိတဲ့ရွာသားတွေရဲ့လက်ထဲမှာအမိအယဖမ်းမိသွားခဲ့တာပါအချိန်ကိုပြန်ကြည့်မယ်ဆိုရင်2011ခုနှစ်ဒီဇင်ဘာလ1ရက်နေ့ကြက်ကျန်းပြည်နယ်ရှောက်ရှင်းမြို့ရှင်းချမ်းခရိုင်ကိုပြန်သွားရမှာပါအဲ့ဒီနေ့ညနေ3:35မိနစ်မှာတရှောက်ရှင်းမြို့လုံးကိုတုံလှုပ်သွားစေတဲ့ဆိုးရွားတဲ့အမှုတစ်ခုတားစစ်ကျွေမြို့နယ်မှာဖြစ်ပွားခဲ့ပါတယ်ခင်ဗျားတို့မြင်နေရတဲ့ဒီအဖြူရောင်လူနေတိုက်ခန်းမှာကွေကျိုးကလာတဲ့မိသားစု9ယောက်နဲ့ဟူပေကလာတဲ့အလုပ်သမားရောင်ကြီးအကိုတို့နေထိုင်ကြပါတယ်ညနေ3နာရီခွဲမှာတော့ရွာထဲကမူလာတန်းចောင်းသားလေးတွေចောင်းဆင်းကြပါပြီ3:35မိနစ်မှာကွေကျိုးမိသားစုကမောင်နှမ2ယောက်အိမ်ကိုပြန်ရောက်လာကြတယ်3:43မိနစ်မှာမောင်လေးဖြစ်သူကတငယ်ချင်းတွေနဲ့ဆော့ဖို့အပြင်ထွက်သွားခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်ထားတာက4:73မိနစ်မှာမောင်လေးဖြစ်သူအိမ်ထဲပြန်ဝင်သွားပြီးတဲ့နောက်ဘယ်တော့မှပြန်ထွက်မလာနိုင်တော့တာပါပဲမိဘတွေအိမ်ပြန်ရောက်လာတဲ့အခါကျမှမောင်နှမ2ယောက်ဟာသွေးအိမ်ထဲမှာလဲကျနေတာကိုတွေ့လိုက်ရပါတယ်ဒီအမှုကအရင်ကအမှုတွေထက်အများကြီးပိုရက်ဆက်ပါတယ်အခင်းဖြစ်တဲ့နေရာကိုမတွေ့ရသေးခင်ကတည်းကတက်ရောက်မှုကအရန်ကြီးလွန်းလို့ရဲတွေတောင်တော်တော်လေးတုန်လှုပ်သွားခဲ့ရတယ်လို့သိရပါတယ်ရင်ထဲမှာတကယ်ကိုနာကျင်ရပါတယ်လို့လည်းဆိုကြပါတယ်လူသက်သမားကတကယ်ပဲဘာလို့လဲဘာကြောင့်များဒီလောက်အပြစ်ကင်းစင်တဲ့ကလေး2ယောက်ကိုဒီလောက်တောင်ယူသွတ်စွာတက်ဖြတ်ခဲ့ရတာလဲစုံစမ်းစစ်ဆေးမှုတွေအရဒီမိသားစုဟာဘယ်သူနဲ့မှရန်ညိုးရန်စာမရှိခဲ့တာကိုသိလိုက်ရပါတယ်ဆက်လက်ပြီးစစ်ဆေးတဲ့အခါမှာတော့ရဲတွေဟာသွေးတွေပေနေတဲ့ခြေရာအချို့ကိုတွေ့ခဲ့ပြီးအဲ့ဒီခြေရာတွေကဘေးအိမ်ကရောင်ကြီးအကိုတွေရဲ့အိမ်စီကိုဥတီနေတာကိုတွေ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့ရဲတွေဟာရောင်ကြီးအကိုတွေရဲ့ငားနေတဲ့အိမ်ထဲမှာသွေးတွေပေနေတဲ့ဖက်နှက်တစုံကိုရှာတွေ့ခဲ့ပါတယ်။စစ်ဆေးကြည့်တဲ့အခါမှာအဲ့ဒီသွေးတွေဟာအသက်ခံရတဲ့မောင်နှမ2ယောက်ရဲ့သွေးတွေဖြစ်နေတာပါ။ပြီးတော့အိမ်ထဲမှာမောင်လေးဖြစ်သူအတွက်ရေးထားတဲ့စာတိုလေးတစ်စောင်ကိုလည်းတွေ့ခဲ့ရပြီးအဲ့ဒီထဲမှာတောင်းပန်ပါတယ်။မိဘတွေကိုကောင်းကောင်းကြည့်ရှုစောင့်ရှောက်ပါလို့ရေးထားပါတယ်။ဒါကိုကြည့်ခြင်းအပြင်လူသက်သမားဟာယောက်ျားဖြစ်တာသေချာသွားပါပြီ။ဒါအပြင်ကောင်မလေးရဲ့ခန္ဓာကိုယ်ထဲကနေထုတ်ယူရရှိတဲ့ DNA ကလည်းရောင်တားရဲ့ DNA ပဲဖြစ်နေပါတယ်။တန်တရားရှိသူကဘယ်သူလဲဆိုတာကိုအလွယ်တကူသိလိုက်ရပေမဲ့လည်းသူ့ကိုဖမ်းဆီးဖို့အတွက်ကတော့တကယ့်ကိုခက်ခဲခဲ့ပါတယ်။အဲဒီနောက်မှာတော့ရဲတွေက CCTV မှတ်တမ်းတွေကိုစစ်ဆေးကြည့်ရကနေရောင်တားဟာ4:28မိနစ်မှာဘတ်စကားတစ်စီးပေါ်တက်သွားတာကိုတွေ့ခဲ့ပါတယ်။ဒါကြောင့်ရဲတွေဟာဘတ်စကားလမ်းကြောင်းအတိုင်းချက်ချင်းလိုက်လံဖမ်းဆီးခဲ့ရမှာရောင်တားဟာပါးမောင်မြို့နယ်မှာကားပေါ်ကဆင်းပြီးတော်ရဲကိုပြေးဝင်သွားတာကိုသိလိုက်ရပါတယ်။အဲဒီနောက်မှာတော့အကြီးအကျယ်ဝိုင်းဝန်းဖမ်းဆီးတဲ့တိုက်ပွဲတစ်ခုစတင်ခဲ့ပါတော့တယ်။တခိုးကငါတို့ရွာထဲမှာရှိနေတာသူ့ကိုမဖြစ်မနေဖမ်းရမယ်။ငါတို့ရွာသားတွေအားလုံးပါဝင်ရမယ်။သူ့ကိုအမိရဖမ်းရမယ်ဆိုပြီးရွာသားတွေကလည်းအားတက်သရောရှိနေကြပါတယ်။ဒါပေမဲ့ရှင်းချမ်းခရိုင်ဟာတောင်တန်းဒေသဖြစ်ပြီး80%ကတောင်တန်းတွေဖြစ်ပါတယ်။ရောင်တားပြင်းဝင်သွားတဲ့တောင်တန်းဒေသဟာနင်ပိုထိုက်ကျိုးနဲ့ရှောက်ရှင်းမြို့တွေရဲ့နယ်စပ်မှာရှိပြီးအကျယ်ဝန်းကလည်းအရန်ကြီးတဲ့အပြင်တောကလည်းတအားနှက်ပါတယ်။ဒါကရောင်တားအတွက်ပုံအောင်ဖို့တဘာဝအခြေအနေကောင်းတွေကိုပေးလိုက်တယ်လို့ဖြစ်နေပြီးရဲတွေအတွက်တော့ရှာဖွေရတာအရန်ခက်ခဲစေခဲ့ပါတယ်။ပြီးတော့ရွာသားတွေပြောပြချက်အရရောင်တားဟာတောထဲမှာပဲလှုပ်ရှားသွားလာလေးရှိပြီးတောတွင်းရှင်သန်မှုအတွေ့အကြုံအများကြီးရှိသူလို့သိရပါတယ်။သူကမြို့ပေါ်မှာရှင်သန်နိုင်စွမ်းနေပေမဲ့တောထဲမှာတော့ရှင်သန်နိုင်စွမ်းအရန်မြင့်တယ်။သူတားစစ်ကြီးမှာနေတော့ကလည်းတောထဲသွားရင်အရန်ဖြက်လက်တယ်။တောထဲကနေတောရိုင်းတိရစ္ဆာန်တွေကိုဖမ်းလာနိုင်တယ်။ငရှင်းဖမ်းတာတို့ငွေဖမ်းတာတို့မှာသူကအရန်တော်တယ်လို့သိရပါတယ်။ဒီလိုအစွမ်းစားတွေကြောင့်ပဲသူဟာရဲတွေနဲ့ရွာသားတွေရဲ့ဝိုင်းဝန်းဖမ်းဆီးမှုကြားကနေရှင်းချမ်းခရိုင်ကနေလွတ်အောင်ပြေးနိုင်ခဲ့တာပါဆက်လက်ပြီးစုံစမ်းစစ်ဆေးရမှာတော့ရှင်းချမ်းရဲတပ်ဖွဲ့ဟာရောင်တားဟာရှမ်းကျိုးမြို့ဘက်ကိုထွက်ပြေးသွားတယ်ဆိုတာကိုသိလိုက်ရပါတယ်ရှမ်းကျိုးမြို့စမ်းကျဲမြို့နယ်ကစိုင်းတဆိုင်မှာရောင်တားရောက်လာခဲ့တယ်ဆိုတာကိုရဲတွေအတည်ပြုနိုင်ခဲ့ပါတယ်အဲဒီနောက်မှာတော့အနာကအထည်ချုပ်စက်ရုံတစ်ခုမှာရောင်တားဟာရက်တရပတ်2ပတ်လောက်ဆက်ချုပ်အလုပ်ဝင်လုပ်ခဲ့သေးတယ်ဆိုတာကိုရဲတွေသိလိုက်ရပါတယ်ဒါပေမဲ့စက်ရုံကယာယီနေထိုင်ခွင့်လက်မှတ်တောင်းလိုက်တဲ့အခါမှာတော့ရောင်တားဟာလှုပ်အားခတောင်မယူတော့ဘဲချက်ချင်းထွက်ပြေးသွားခဲ့တာပါရဲတွေအဲ့ဒီနေရာကိုရောက်သွားတဲ့အချိန်မှာရောင်တားထွက်သွားတာမကြသေးပါဘူးရဲတွေကခန့်မှန်းတာကတော့ရောင်တားဟာအခုချိန်မှာအရန်တတိကြီးနေပြီးဘလို့တဲယူပို့ဆောင်ရေးရင်ကိုမှစီးမှာမဟုတ်ပဲအနားမှာပဲရှိနေနိုင်တယ်လို့ယူဆခဲ့ပါတယ်ဒါနဲ့ရဲတွေဟာအနားကလီကျဲရွာကိုတွားရောက်စစ်ဆေးခဲ့ပါတယ်ရွာသားတွေရဲ့ပြောပြချက်အရသူတို့အိမ်တွေကနေစားတောက်ကုန်တွေနဲ့အဝတ်စားတွေခဏခဏပျောက်ဆုံးနေတယ်လို့သိရပါတယ်ဒါကြောင့်ရဲတွေဟာရွာတွေကစွန့်ပစ်အိမ်တွေအပြင်အနားကသူ့တန်တွေကိုပါအဓိကထားပြီးရှာဖွေခဲ့ပါတယ်။ဘာကြောင့်သူ့တန်တွေကိုရှာရတာလဲဆိုတော့သူ့ရဲ့နေထိုင်မှုအလေးအထားကိုစုံစမ်းကြည့်တော့
သူကသူ့တန်တွေရဲ့ဘေးပတ်ဝန်းကျင်မှာနေရတာကိုနှစ်သက်တယ်လို့သိရလို့ပါဒါကြောင့်သူ့တန်တွေကိုလည်းကျွန်တော်တို့ရှာခဲ့ပါတယ်လို့ရဲတွေကဆိုပါတယ်ဒါပေမဲ့လည်းရဲတွေနဲ့ဒေသခံရွာသားတွေ2လကြာအောင်ဝိုင်းရှာတာတောင်ရောင်တားရဲ့အရေးအယောင်ကိုမတွေ့ခဲ့ရပါဘူးသူကြဲကြမ်းပြည်နယ်ထဲကနေထွက်ပြေးသွားတာလားဘယ်ကိုပြေးသွားတာဖြစ်မလဲဒီအချိန်မှာတော့သူထွက်ပြေးနေတာရက်ပေါင်း20ကျော်နေပြီဖြစ်ပြီးပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကသူ့ကိုအဆင့် B အဆင့်ရှိအလိုရှိတရားခံအဖြစ်သတ်မှတ်ပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့လိုက်လံဖမ်းဆီးနေပါပြီရောင်တားဟာဟူဘေပြည်နယ်ရွှမ်အန်းသားဖြစ်ပြီး1992ခုနှစ်အောက်တိုဘာလမှာမွေးဖွားခဲ့တာပါအရက်အမြင့်က1မီတာ62ကနေ1မီတာ65ကြားရှိပြီးကိုလုံးကိုတဲ့အလဲလက်ရှိကမျက်ခုံးထူထူနဲ့သပင်တူတူထားတတ်သူဖြစ်ပါတယ်ရောင်တားကိုအလိုရှိတရားခံအဖြစ်သတ်မှတ်ပြီးတဲ့နောက်မှာတော့ကြဲကြမ်းရှင်းချမ်းရဲတပ်ဖွဲ့နဲ့ဟူပေရွှမ်အန်းရဲတပ်ဖွဲ့တို့ဟာသူ့ပုံနိုင်တဲ့နေရာတွေနဲ့သူ့ရဲ့ဇာတိရွာတွေမှာအချိန်အတော်ကြာစောင့်ကြည့်တာတွေပြုလုပ်ခဲ့ပါတယ်တစ်ဖက်ကလည်းသူ့ကိုဖမ်းဆီးနိုင်ဖို့အတွက်စုချင်းငွေထုတ်ပြန်ခဲ့ပါသေးတယ်လုံဆန်းခရိုင်ဟာဟူနန်ပြည်နယ်ရဲ့မြောက်ဘက်အစွန်ဆုံးမှာရှိပြီးဟူပေပြည်နယ်နဲ့ထိစပ်နေပါတယ်ဒီနေရာဟာရောင်တားရဲ့ဇာတိရွှမ်အန်းခရိုင်နဲ့20ကီလိုမီတာလောက်ပဲဝေးတာပါလုံဆန်းမြို့ကနေမြောက်ဘက်ကိုသွားပြီးဒီယိုရွှေမြစ်ကိုဖျက်လိုက်တာနဲ့ရွှမ်အန်းခရိုင်နယ်နိမိတ်ထဲကိုရောက်ပါပြီဒါပေမဲ့2013ခုနှစ်ဖေဖော်ဝါရီလမှာတော့ရောင်တားဟာလုံဆန်းခရိုင်မှာနောက်ထပ်ရာဇဝတ်မှုတစ်ခုကိုထပ်ပြီးကျူးလွန်ခဲ့ပါတယ်အလဲတန်းကျောင်းသူလေးတစ်ယောက်ထူးထူးခြားခြားပျောက်ဆုံးသွားခဲ့တာပါစုံစမ်းချက်အရအဲ့ဒီကျောင်းသူလေးဟာသူ့အမအတွက်ထမင်းသွားပို့ပြီးအပြန်မှာမြို့ပြင်ကလူသူပြတ်တဲ့လမ်းကလေးမှာရောင်တားရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်နောက်ဆုံးမှာတော့အဲ့ဒီမိန်းကလေးရဲ့ရုပ်အလောင်းကိုသူ့တန်တစ်ခုထဲမှာရှာတွေ့ခဲ့ပါတယ်မိန်းကလေးရဲ့ခန္ဓာကိုယ်ထဲက DNA ကိုစစ်ဆေးကြည့်တဲ့အခါမှာတော့တရားခံဟာရောင်တားဖြစ်တယ်ဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။နာကျင်စရာကောင်းတဲ့နောက်ထပ်လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ရပေမဲ့ရဲတွေအတွက်တော့သဲလွန်စားတစ်ခုပြန်ရလိုက်တယ်လို့ဖြစ်သွားပါတယ်။ဘာလို့လဲဆိုတော့ဒါတစ်နှစ်ကျော်အတွင်းမှာရောင်တားရဲ့အရေးအယောင်ကိုပထမဆုံးအကြိမ်ပြန်တွေ့လိုက်ရတာကြောင့်ပါ။ချက်ချင်းပဲဟူနန်လုံဆန်းနဲ့ကြဲကြမ်းရှင်းချမ်းကရဲတွေဥဆောင်ပြီးပြည်သူ့စစ်လက်နက်ကန်ရဲတပ်ဖွဲ့နဲ့ရွာသားစုစုပေါင်း1000ကျော်လောက်ကဝိုင်းဝန်းပြီးပိုက်စိတ်တိုက်ရှာဖွေခဲ့ကြပါတယ်။လုံဆန်းဟာဝူလင်တောင်တန်းဒေသမှာရှိပါတယ်။ဟူနန်ဟူပေနဲ့ခြုံကင်းတို့ဆုံရမှာရှိတဲ့ဒီတောင်တန်းကြီးတွေဟာတောင်မြင့်ပြီးရှို့နှက်တယ်တောကလည်းတအားထူထပ်တဲ့အပြင်တောင်ပေါ်မှာဂူတွေလည်းအများကြီးရှိတာမို့ရောင်တားလိုလူမျိုးပုံအောင်ဖို့တကယ့်ကိုအချက်အချာကျတဲ့နေရာကြီးဖြစ်နေပါတယ်။ရောင်တားကိုအမြန်ဆုံးဖမ်းမိဖို့အတွက်ရဲတွေဟာတောင်ပေါ်ကစွန့်ပစ်အိမ်တွေမှာနေထိုင်ပြီးရေရှည်တိုက်ပွဲဝင်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ဗိုက်စားရင်တော်တွေကဟင်းသီးဟင်းရွက်တွေကိုတူးစားကြတယ်။ရေငတ်ရင်ကြောက်တုံးကြားကစိမ့်ထွက်လာတဲ့စိမ့်စမ်းရေကိုတောက်ကြပါတယ်။နေ့တိုင်းသူတို့ဟာတောင်ထဲမှာရောင်တားရဲ့ခြေရလက်ရာတွေကိုလိုက်ရှာခဲ့ကြပေမဲ့2လကျော်ကြာသွားတာတောင်ရောင်တားရဲ့ဘာအရေးရောင်မှမတွေ့ခဲ့ရပြန်ပါဘူး။ရောင်တားဒုတိယကြိမ်ပေါ်လာပြီးတဲ့နောက်မှာ2နှစ်တောင်ကုန်ဆုံးသွားခဲ့ပါပြီ။ရဲတွေဟာရောင်တားကိုခုထိမဖမ်းနိုင်သေးပါဘူး။ရှင်းချမ်းခရိုင်ကကလေးလေးအသက်ခံခဲ့ရတဲ့အဲ့ဒီ10 200 မီတာလောက်ပဲရှိတဲ့အိမ်လေးကတော့အခုဆိုလူသူကင်းမဲ့နေပြီးတကားမှာတော့ဟိုတုန်းကကတ်ထားခဲ့တဲ့မင်္ဂလာစာတန်းလေးရှိနေတော့မှာပဲ။ဒါပေမဲ့လည်းကန်ဆိုးမှုတွေကထပ်ပြီးရောက်လာခဲ့ပါတယ်။2016ခုနှစ်ဇူလိုင်နဲ့ဩဂုတ်လကြားမှာခြုံကင်းမျိုးကလျံဖိန်နဲ့ရိုးရန်ဆိုတဲ့နေရာနှစ်ခုမှာအမျိုးသမီးတွေကိုနောက်ယောင်ခံလိုက်ပြီးအာဓမကျင့်တဲ့အမှုတွေအများအပြားဖြစ်ပွားခဲ့ပါတယ်။ DNA စစ်ဆေးချက်အရဒါဟာရောင်တားရဲ့လက်ချက်ဆိုတာသေချာသွားပါပြီ။အခြေအနေကိုသိသိချင်းမှာပဲကြဲကြမ်းရှင်းချမ်းရဲတပ်ဖွဲ့ဟာခြုံကင်းကိုညတွင်ချင်းတွားရောက်ပြီးဟူနန်ခြုံကင်းရဲတွေနဲ့ပူးပေါင်းပြီးရှာဖွေမှုတွေလုပ်ခဲ့ပါတယ်။လျံဖိန်နဲ့ရိုးရန်မှာရှိတဲ့အခင်းဖြစ်ပွားရာပတ်ဝန်းကျင်ကပြည်သူတွေကိုစီယုံပြီးသဲလွန်စပေးနိုင်သူနဲ့မျက်မြင်သက်သေတွေကိုလိုက်ရှာခဲ့ကြပါတယ်။မကြခင်မှာပဲရဲတွေကအရေးကြီးတဲ့သဲလွန်စတစ်ခုကိုရလိုက်ပါတယ်။ဒီနေ့နှစ်ဆန်းပိုင်းတုန်းကလျံဖိန်ကရွာသားတစ်ယောက်တောင်ပေါ်မှာတစ်မြစ်သွားတူးရင်းနဲ့ရောင်တားနေထိုင်တဲ့နေရာကိုတွေ့ခဲ့တာပါ။အဲ့ဒီတောင်ကုန်းပေါ်မှာသူကတဲတလုံးစောက်ထားတာ။ရွာသားကသူ့ကိုလည်းမြင်လိုက်တယ်။ဒါပေမဲ့ရွာသားကိုမြင်လိုက်တာနဲ့သူကချက်ချင်းထွက်ပြေးသွားတာပါပဲလို့သိရပါတယ်။ရွာသားကရဲကိုချက်ချင်းအကြောင်းမကြားခဲ့တာကြောင့်တပတ်အကြာရဲတွေသတင်းရလို့သွားတဲ့အချိန်မှာတော့ရောင်တားဟာဘဲကိုရောက်သွားမှမသိတော့ပါဘူး။တကယ်တော့2013ခုနှစ်လုံဆန်းအမှုဖြစ်ပြီးကတည်းကလုံဆန်းနဲ့ရှင်းချမ်းကရဲတွေဟာရောင်တားရဲ့ဇာတိရွာအနီးမှာသူပုံတဲ့နေရာ2နေရာကိုတွေ့ခဲ့ပူပါတယ်။ဟိုနန်လုံဆန်းခရိုင်ကပုံတဲ့နေရာနဲ့ပေါင်းလိုက်ရင်ရဲတွေဟာရောင်တားပုံအောင်တဲ့နေရာစုစုပေါင်း4နေရာကိုရှာတွေ့ခဲ့တာပါ။ဒီ4နေရာကိုတွေ့ပြီးတဲ့နောက်မှာတော့တရားခံရဲ့လှုပ်ရှားမှုပုံစံကိုဖော်ထုတ်ဖို့အတွက်ကျွန်တော်တို့အတွက်အများကြီးအထောက်အကူဖြစ်စေခဲ့ပါတယ်လို့ရဲတွေကဆိုပါတယ်။အချိန်တွေကုန်လွန်သွားပြီး2019ခုနှစ်ဇူလိုင်လ10ရက်နေ့ကိုရောက်လာခဲ့ပါတယ်။နေရာကတော့ဟူနန်ပြည်နယ်ရွမ်လင်ခရိုင်ချီကြဖိန်မြို့နယ်ပါအတော်ကြီးဝမ်နဲ့သူ့ရဲ့မြေးမလေးတို့ဟာမြို့ပေါ်ကိုဈေးဝယ်ဖို့လာခဲ့ကြပါတယ်မြေးမလေးကအရှိကနေလမ်းလျှောက်နေတာပါဒါပေမဲ့လမ်းကွေလေးတစ်ခုကိုအကွေ့မှာပဲမြေးမလေးဟာရုတ်တရက်ပျောက်ကွယ်သွားပါတော့တယ်ကျမမြေးမလေးပါအရှိမှာလည်းလူတွေရှိတယ်အနောက်မှာလည်းလူတွေရှိတယ်ကျမမြေးမလေးကအလဲမှာအဲ့ဒီလူကလင်းယုံငှက်ကကြက်ကလေးကိုတုတ်သွားတယ်လို့မျိုးသူ့ကိုတစ်ချက်တည်းနဲ့ဆွဲခေါ်သွားတာလို့အတော်ကြီးဝမ်ကငိုယိုပြီးပြောပြပါတယ်ရှင်ပူနေတဲ့အတော်ကြီးဝမ်ဟာအနာကဓာတ်စီဆိုင်ကိုပြေးသွားပြီးဝန်ထမ်းတွေကိုအကူအညီတောင်းခဲ့ပါတယ်ကလေးရဲ့အဖွားကကျွန်တော်ကိုအမြန်လာပါကလေးကိုကယ်ပေးပါအောင်လို့လာပြောတယ်ကျွန်တော်လည်းအဲ့ဒီလူယုံမာကိုမြင်လိုက်ရတယ်သူကဒီဘက်ကိုပြေးလာဖို့လုပ်နေတာသူကတော်တော်လေးဝေးဝေးပြေးနိုင်တယ်အရန်လဲမြန်တယ်ကျွန်တော်လည်းသူ့အင်ကြီးကိုဖမ်းဖို့လိုက်ပြေးခဲ့တယ်လို့ဆိုင်ဝန်ထမ်းကပြောပါတယ်တစ်ချိန်တည်းမှာပဲအတော်ကြီးဝမ်ဟာလမ်းဘေးကဖြတ်သွားတဲ့ကားတွေကိုလည်းအကူအညီတောင်းနေပါတယ်
ကားပိုင်ရှင်ချွမ်ဟွာဖိန်ကအတန်ကြားတာနဲ့ကလေးကိုကယ်ဖို့ချက်ချင်းကားပေါ်ကဆင်းလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်တကယ့်ကိုဒေါသထွက်နေတဲ့စိတ်ဖြစ်နေတာ။ဒီလိုနေရာမျိုးမှာဘလို့ဖြစ်ပြီးလူမိုက်တွေရှိနေတာလဲ။နေကင်းကြောင်တောင်ကြီးမှာဘလို့ဖြစ်ပြီးလူမိုက်တွေရှိနေတာလဲလို့တွေးမိတယ်လို့သူကဆိုပါတယ်။အဲ့ဒီလူဟာမြက်ကန်းနာကခြုံပုတ်တွေထဲမှာပုံနေမှန်သိတာနဲ့ချွမ်ဟွာဖိန်ဟာကြောက်တုံးကိုကောက်ပြီးသူ့စီကိုပြစ်ပေါက်လိုက်ပါတယ်။ချက်ချင်းထွက်ခဲ့ငါမင်းကိုကြောက်တုံးနဲ့ထုသက်ပြစ်မယ်။မင်းအောက်မှာရှိနေတာငါသိတယ်လို့သူကအော်ပြောလိုက်ပါတယ်။ဒီလိုနဲ့ပဲအဲ့ဒီလူဟာချွမ်ဟွာဖိန်ရဲ့ကြောက်တုံးတန်ကြောင့်ခြုံပုတ်ထဲကနေထွက်လာခဲ့ပြီးမြစ်ကိုဖြတ်ပြီးထွက်ပြေးဖို့ကြိုးစားပါတယ်။ဒီအချိန်မှာပဲကလေးရဲ့အဖိုးနဲ့အနားမှာအလုံးလုံးနေတဲ့ရွာသားတွေဟာအတန်ကြားလို့ရောက်လာကြပါတယ်။လူလေးယောက်ကအဲ့ဒီလူကိုမြစ်ထဲမှာဝိုင်းထားလိုက်ပါတယ်။သူ့ကိုအောက်ဘက်ကနေပိတ်ထားလိုက်တယ်။ပိတ်လိုက်တော့သူ့ဘဲမှပြေးစရာမရှိတော့ဘူး။သူကအောက်ဘက်ကိုပဲပြေးဖို့ကြိုးစားတယ်။ကျွန်တော်တို့နှစ်ယောက်လည်းသူ့နောက်ကိုအသေးလဲလိုက်ဖမ်းခဲ့ရတယ်။သူကတော်တော်လေးကိုအပြေးတန်တာလို့ရွာသားတယောက်ကပြောပါတယ်။ပြေးစရာလမ်းမရှိတော့တဲ့အဲ့ဒီလူဟာမြစ်ထဲကိုနောက်တစ်ချိန်ခုန်ချပြီးတောင်ပေါ်ကိုပြန်ပြေးဖို့ကြိုးစားပြန်ပါတယ်။အဲ့ဒီချိန်မှာကျွန်တော်ကအောက်ကနေပိတ်ဆို့ထားလိုက်တယ်လို့ချွမ်ဟွာဖိန်ကဆိုပါတယ်။ဘဲမှပြေးစရာမရှိတော့ပဲမောဟိုက်နေတဲ့တရက်ခန့်ဟာနောက်ဆုံးမှာတော့အရှုံးပေးပြီးတောင်းပန်ပါတော့တယ်။နောက်ဆုံးမှာတော့အဲ့ဒီတရက်ခန့်ကိုယာနဲ့ချီတဲ့ရွာသားတွေကအခင်းဖြစ်တဲ့နေရာမှာတင်အမိအယဖမ်းဆီးနိုင်ခဲ့ပါတယ်။ပတ်ဝန်းကျင်ကရွာသားတွေကလည်းအဲ့ဒီလူရဲ့လောက်ရက်အပေါ်တကယ့်ကိုဒေါသထွက်နေကြတာပါ။နောက်ဆုံးမှာတော့အဲ့ဒီလူကိုချီချာဖိန်ရဲတပ်ဖွဲ့ကလာရောက်ခေါ်ဆောင်သွားပါတယ်။အဲ့ဒီလူဟာတခြားသူမဟုတ်ပါဘူး။6နှစ်ကြာအောင်ထွက်ပြေးနေတဲ့အဆင့် B အဆင့်ရှိအလိုရှိတရက်ခန့်ရောင်တားပဲဖြစ်ပါတယ်။သူ့ကိုဟူနန်ရွမ်လင်မှာရွာသားတွေကနောက်ဆုံးဖမ်းမိသွားတာပါ။ကျွန်တော်တို့ကတော့ရွာသားတွေကိုတကယ်ကျေးဇူးတင်ပါတယ်။ရဲစွမ်းတက်တီရှိတဲ့ဟူနန်သားတွေရဲစွမ်းတက်တီရှိတဲ့ရွမ်လင်ရွာသားတွေလိုပဲပြောချင်ပါတယ်လို့ရဲတွေကချီးကျူးခဲ့ကြပါတယ်။ရောင်တားရဲ့ဝန်ခံချက်အရ2011ခုနှစ်ဒီဇင်ဘာလ1ရက်နေ့မှာသူဟာရှင်းချမ်းခရိုင်ကငှားနေတဲ့အိမ်ထဲမှာအိမ်မှာတယောက်တည်းရှိနေတဲ့ကောင်မလေးကိုတွေ့တော့ရုံမာတဲ့စိတ်ကူးတွေပေါ်လာခဲ့တာပါ။သူကကောင်မလေးကိုစော်ကားဖို့လုပ်နေတော့မှကောင်မလေးရဲ့မောင်လေးကဝင်လာပြီးတွေ့သွားခဲ့ပါတယ်။ဒါကြောင့်ရောင်တားဟာအဲ့ဒီမောင်နှမနှစ်ယောက်ကိုရက်ဆက်ဆက်တပ်ဖြတ်ခဲ့တာပါ။ဒါတွေမကသေးပါဘူး။ရောင်တားဟာသူကျူးလွန်ခဲ့တဲ့တခြားသောရာဇဝတ်မှုအများအပြားကိုလည်းဝန်ခံခဲ့ပါတယ်။ဒီနှစ်တွေအတွင်းမှာသူဟာရဲတွေနဲ့ရွာသားတွေရဲ့ဖမ်းဆီးမှုကိုရှောင်ရှားဖို့အတွက်လူသူမနီးတဲ့တောင်ကူတွေထဲမှာပဲအချိန်အတော်ကြာပုန်းအောင်နေခဲ့တာပါ။ဘတ်ကားလည်းတခါမှမစီးသလိုလူစီကားတဲ့နေရာတွေကိုလည်းတခါမှမသွားခဲ့ပါဘူး။ပုံမှန်အားဖြင့်တော့ပစ္စည်းအဟောင်းတွေကောက်တာနဲ့ခိုးယူတာမျိုးတွေလုပ်ပြီးတော့ပဲအသက်ဆက်နေခဲ့တာဖြစ်ပါတယ်။အခုတော့ဒီအမှုဟာပြီးဆုံးသွားခဲ့ပါပြီ။ဖုန်းပိတ်ပြီးအိတ်ဆက်လိုက်ကြရအောင်ပါ။